အင်္ဂါသာသမီတွေအလက်ရောက်ပြီပေါ့နော်အင်္ဂါသာသမီများအတွက်ကျွန်တော်တို့တောက်ကြနေဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ရိုက်ကူးနေကြဖြစ်တဲ့ဟောပလန်လေးဖြစ်ပါတယ်အဲ့တော့အင်္ဂါသာသမီတွေအတွက်လည်းကျွန်တော်တဲတော့ဒီမှာချိုးတာဘယ်လိုကြာမလဲပေါ့နော်အင်္ဂါတွေအတွက်ကံတွေကောင်းမလားကံတွေမကောင်းလားဆိုတာကိုကျွန်တော်တို့ဟောပြမှာတော့အင်္ဂါသာသမီတွေအတွက်လို့အဓိဋ္ဌာန်ပြီးတော့ကျွန်တော်တဲတော့ချိုးလိုက်တဲ့အချိန်မှာကြာလာတဲ့နမိတ်လေးကတော့The Star လို့နာမည်ပေးထားတဲ့တဲတော့ကလေးဖြစ်ပါတယ်ဒီနမိတ်ကဆိုရင်တော့ဒူဝင်ကျေကိုကိုစားပြုပြီးတော့နမိတ်ဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အယူအဆတွေရှိတာပေါ့လမ်းပြင်လေထဲမှာလမ်းပြောင်းနေတာလို့တောတဲ့တောင်ထဲမှာလမ်းပြောင်းနေတဲ့ကျွန်တော်တို့လူကြီးသူမတွေဆိုရင်ကောင်းကင်ကိုမော့ကြည့်ရတယ်ဒူဝင်ကျေနောက်အရက်ဒီမြောက်ရက်ဖြစ်တယ်အဲ့ဒီအရက်ဒီတော့ဥတီပြီးသွားရင်မိမိတို့လိုရာကြီးကိုရောက်နိုင်တယ်ပေါ့အဲ့လိုတော့တင်သားပြောဆိုကြတဲ့အမျိုးတွေလည်းရှိတာပေါ့နော်အဲ့တော့ပြောချင်တာတော့ဒီအင်္ဂါသာသမီတွေရဲ့ကံတရားကိုစိုးမိုးနေတဲ့ကျေတော်နမိတ်ရဆိုရင်တော့ဒီမှာမှထွန်းလင်းတဲ့တောက်ပနေတဲ့ကျေကြီးသင်းပေါ့နော်အဲ့လိုတင်သားပါတယ်ဒါလို့အင်္ဂါသာသမီတွေကကံကြမ္မာအင်္ဂါမကောင်းတာကံကြမ္မာအင်္ဂါမပွင့်လန်းတယ်ကံကောင်းယုံများမကထင်ပေါ်ကြော်ကြားခြင်းထွန်းလင်းတောက်ပခြင်းတွေပါပြောပြီးတော့တွဲဆက်ပြီးတော့ပြောဆိုရမယ်အခြေအနေမျိုးပါအဲ့တော့ကံလည်းကောင်းတယ်ပြီးနာမည်ကြော်ကြားခြင်းတွေပါရအတိတ်ကဘယ်လိုလဲကိုကအလောက်ကင်နေအဆင်ပြေမယ်ကိုအလောက်ကင်အဆင်ပြေတာကိုလည်းပဲပတ်ဝန်းကျင်တို့နောက်ဆွေမျိုးသားချင်းတို့ကိုညီကိုမောင်နှမတွေကကိုချီးမွမ်းထောပနာပြုသူကတော့ကံကောင်းတယ်သူကတော့အလုပ်တွေအဆင်ပြေနေကြတယ်စိတ်ချမ်းသာလိုက်တာအဲ့လိုမျိုးပြောတာနောက်ကိုယ်ကလည်းစီးပွားရေးလုပ်ငန်းဆောင်တာတွေမှာလောက်ကင်စားတော့တာအလုံးပဲအဆင်ပြေတယ်ကိုယ်အဆင်ပြေတာကိုလည်းပဲနာမည်သုံးသတင်းကြော်ကြားတတ်ဘယ်သူတော့အဆင်ပြေသွားတယ်ကိုယ်အဆင်ပြေတာတဲ့တောင်မှပို့ပြီးတော့နာမည်တွေပါကြော်ကြားသွားတတ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်ဇာတာမျိုးဖြစ်ပါတယ်နာမည်မျိုးဖြစ်ပါတယ်တော့ကိုကဝမ်းသာပြန်ကောင်းတာပေါ့နော်ဒီဒီမှာစီးပွားရေးလုပ်ငန်းတွေထပ်မံပြီးတော့တိုးချက်ပြီးတော့လုပ်ကင်ဆောင်ရွက်တင်ပါတယ်လက်ရှိကိုအနေနဲ့တချို့စဉ်းစားချင့်နေနေတဲ့အရာတွေရှိပါတယ်ကိုစီးပွားရေးလုပ်ငန်းတွေလုပ်နေတယ်တိုးချက်ဖို့လည်းဆုံးဖြတ်တာတယ်အလုပ်တွေလည်းအဆင်ပြေတယ်တိုးချက်ဖို့အတွက်ငွေအားနည်းနေတယ်အဲ့တော့ तू ကဘာလုပ်လဲဆိုတော့တဲရောက်စီကနေပြီးတော့ तू ကငွေယူပြီးတော့ဒီလုပ်ငန်းတွေထဲမှာယင်းဒီမြုပ်နှံရမယ့်အနေအထားမျိုးရှိလုပ်တယ်မလုပ်တယ်ချိန်နေရတာပေါ့နော်ချိန်မနေနဲ့နော်ကံလေးကလည်းကောင်းအနေထားလေးကလည်းကောင်းလုပ်ငန်းဆောင်တာတွေကလည်းအောင်မြင်တယ်ဆိုတော့လုပ်တာလုပ်ပလိုက်တိုးချက်တာတိုးချက်ပလိုက်အင်တိုင်းအားတိုင်းတိုးတက်ပြန်ပါတယ်ဒီကားလေးမှာကျွန်တော်တို့အင်္ဂါသာသမီကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာအနုပညာနဲ့ပတ်သက်ပြီးတော့လောက်ကင်ဆောင်ရွက်နေတဲ့အင်္ဂါသာသမီတွေရှိရင်တော့လက်ခမောင်းခတ်ရမယ့်အချိန်ကာလမျိုးဖြစ်ပါတယ်စာပေသမားတွေရှိတယ်ဂီတနဲ့ပတ်သက်တဲ့အင်္ဂါသာသမီတွေရှိမော်ဒယ်တို့သရုပ်ဆောင်တို့အနုပညာလုပ်ငန်းလောက်ကင်နေတဲ့အင်္ဂါသာသမီတွေရှိနော်နောက်တစ်ခုခုပကြီးဘခုစသဖြင့်ဖန်တီးနေတဲ့အင်္ဂါသာသမီတွေရှိအင်မတန်မှကောင်းမှလက်ခမောင်းခတ်လို့ရနိုင်တဲ့ကံတရားမျိုးပါ။ဘာကြောင့်လဲဆိုတော့ဒီကာလတွေမှာအကြောင်းမျိုးနဲ့ထုံးလင်းတောက်ပသွားပြီးတော့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်သွားမယ့်အနေအထားမျိုးရှိပါတယ်။နောက်တစ်ခုကဆွေမျိုးသားချင်းတွေရဲ့ဘေးကနေပြီးတော့လုံးဝကိုကြီးပံ့ပိုးပေးမှုအပြည့်အဝရနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကိုကတောင်းကြမလို့ပဲနဲ့အခွင့်အရေးတွေရခွင့်ရကိုတီးတိုင်သွားပြီးတော့မျက်နှာငယ်လေးနဲ့သွားတောင်းနေကြမလို့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအခုကြီးတောင်းနေကြမလို့ကိုတော်မတောင်းလူလူနေနဲ့ရနိုင်တဲ့ကံတရာမျိုးရှိတယ်သူကရေနမိတ်ဖြစ်တဲ့အေဂျင့်ချင်းတွေကိုကူစားပြုတယ်နောက်လူမှုရေးကတော့နာမည်ကြီးတာပေါ့နာမည်ကြီးတယ်ပတ်ဝန်းကျင်မှာလူတွေကြားထဲမှာနာမည်ကုန်သတင်းတွေကြော်ကြားလူချစ်လူခင်တွေများပေါင်းတဲ့စစံတွေအရန်ကိုအဆင်ပြေမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာကတော့ပြောပြရှိတယ်အဲ့ဒါဘာလဲဆိုတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံတာမှာဆိုရင်တော့စီးပွားရေးတွေလည်းအဆင်ပြေနိုင်တယ်ငွေကြေးတွေလည်းအဆင်ပြေနိုင်တယ်ရကြရှိရလဲကြားတယ်ဒါပေမဲ့အင်္ဂါသာသမီတွေငွေကြေးနဲ့ပတ်သက်ရင်တပြားမှပြပြမရှိဖြစ်နေတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တော့အင်္ဂါသာသမီတွေနဲ့ကိုက်ညီမဲ့သကပုံကိုပြောပါဆိုရင်ဘာရှိမလဲဆိုရင်တဲရဲရေသွန်းတို့
ချင်းကြားနဲ့ရေခတ်တာတို့ဗာလဲစီလိုအပေါက်ရှာနေတာတို့အဲ့လိုမျိုးပြောမှခံပါဘူးတော့ကိုမှဝင်သမျှငွေတွေကိုကြည့်မှမကတ်အဲ့လိုနေနဲ့ပြန်ပြီးတော့ထွက်နေတာမျိုးတွေကြုံရတဲ့အဲ့တော့အင်္ဂါသားသမီးတွေကဒီကာလတွေမှာနည်းနည်းလေးသတိထားမယ့်ကိစ္စထိမ့်သိမ်းရမယ့်ကိစ္စဆိုရှိမလဲဆိုရင်ငွေကုန်ကြီးတာများတယ်ဝင်ငွေတဲ့ထွက်ငွေပို့ပြီးတော့များတယ်အဲ့ဒါလေးတွေတော့နည်းနည်းထိမ့်သိမ်းဆောင်ချဖို့လိုအပ်ပါတယ်အဲ့ကျမ်းမာရေးကံတာကတော့ all clear ဆိုကျမ်းမာရေးကံတာအစိုးညံရှိပါကျမ်းမာရေးညံ့နေတယ်အင်္ဂါသားသမီးတွေရှိရင်တော့ကျမ်းမာရေးတွေပြန်ပြီးတော့အများကြီးကောင်းနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ပညာရေးကံတာတွေထုံးလင်းတောက်ပမယ်ပညာရေးတွေသင်တန်းတွေစာမွေးတွေအောင်မဲ့သတင်းတွေကြားအောင်ပါနော်ဝမ်းသာပြန်ကောင်းပါတယ်နောက်ချင်းနောက်နဲ့ပတ်သက်တဲ့ကံတာမှာတော့ဒီကာလတွေမှာကျွန်တော်တို့အခြေနဲ့ပတ်သက်တဲ့ကံဆိုရင်တော့မစွန်သေးဘူးလို့ပဲပြောမှာနော်အဲချစ်သူကြီးသားတွေမစွန်သေးဘူးဆက်လက်ပြီးတော့နည်းနည်းလေးလုံးလေးဖြစ်နေအောင်ပဲအခြေအနေမျိုးရှိတယ်အထီးကျန်နေအောင်ပဲအခြေအနေမျိုးရှိတယ်ကိုယ့်ဘဝတွေစစ်မှန်တဲ့အဖို့ကောင်းပုံမမရနိုင်သေးဘူးလို့ပဲပြောမှာအဲ့တော့အိမ်တော်ကြကိန်းမရှိသေးဘူးပေါ့ဒါသားလေးတွေဆိုလည်းလူမျိုးကြီးဘဝမိန်းကလေးတွေဆိုလည်းအမျိုးကြီးဘဝနဲ့ဆက်လက်ပြီးတော့ရှင်သန်ရအောင်မဲ့အနေအထားမျိုးရှိပါတယ်အိမ်တော်ကြီးကတော့ကံတာကောင်းပါတယ်အိမ်တော်တွေအတွက်ဆိုရင်ဒီမှာမှအေဂျင့်မဲ့ကံတာနာမည်မျိုးဖြစ်ပါတယ်ဒါအင်္ဂါသားသမီးတွေကြုံတွေ့ရမဲ့ကံကြမ္မာလေးတွေကိုတပတ်စာတဲတော်လေးဖတ်ကြားပေးတာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးများအတွက်အကျိုးပေးကံကောင်းတဲ့အရာအဖြူရောင်အစိမ်းရောင်ကောင်းပါတယ်အဲ့တော့အဖြူလေးတွေအစိမ်းလေးတွေအကြောင်းကြီးငယ်ကိစ္စရှိတဲ့အခါဝတ်ပါဆောင်ပါအဲ့သူတို့အကျိုးပေးတဲ့အရာလေးတွေကတော့နှစ်နဲ့လေးနဲ့အကျိုးပေးပါတယ်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုခရေပန်းကတ်လူပူဇော်ပြီးတော့ဆုတောင်းပါပေါ့နော်။အညာကြိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိပါစေ။ရရှိကြမှာဖြစ်ပါတယ်။ဒါတော့အင်္ဂါသားသမီးများတွေဒုက္ခကျေပွင့်တဲ့တော့ကံကြမ္မာလေးဖတ်ကြားပေးရတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တို့ယူရိုမင်္ဂလာချန်ကဆိုရင်တော့ဗုဒ္ဓဦးနေ့ကလွယ်ပြီးတော့ကျန်တဲ့ရက်တွေမှာမပိတ်ပါဘူးဗုဒ္ဓဦးနေ့တွေကတော့ပိတ်ရက်ဖြစ်ပါတယ်နေ့စဉ်နဲ့များတို့ယူတော်မင်္ဂလာချမ်းမှာခုနှစ်ရက်သားသမီးတွေရဲ့ကံဒီကောင်းဖို့အညံ့အကြိုက်တွေကင်းစင်ဖို့အတွက်မေတ္တာတက်တဲ့စေတနာတက်တဲ့နဲ့အခမဲ့မေတ္တာနဲ့ရတရားစီရင်ပေးတဲ့ယူတော်မင်္ဂလာရတရားအောင်မြင်ပဲဖြစ်ပါတယ်ဒီလိုဆိုလွတ်လွတ်လပ်လပ်ပေါ်ပေါ်ပါလာနိုင်ပါတယ်နော်ငါသမီးပေါင်းကိုကျမ်းမှာစိတ်ချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့တာပေးလိုက်ပါတယ်စီနိုင်လိမ့်မယ်အစီမြေဘဝနာပါရင်ရှင်နေခါလာတွေအပြုံးမြမြနှလုံးလာပါစေခွေအမုန်းစကားမဆူကြစင်လာတဲ့နှလုံးသားကိုနှဆင်ပါခွေအလုံးနှလုံးသားကိုနှဆင်နိုင်ပါစေရှင်